အားလုံးပဲမင်္ဂလာပါရှင်မနက်အိပ်ရထားတိုင်းမလန်းမဆန်းဖြစ်တာဘိုက်အောင်တာလေပွားတာမျိုးခဏခဏဖြစ်နေတတ်ပါလားအဲ့ဒါဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိနားထောင်ကြည့်ပါနော်ဒီနေ့မှာတော့အဖွားတိလောက်ရဲ့လက်တွေ့အတွေ့အကြုံကနေရလာပဲကျမကြီးလူဝတ်ချက်တစ်ခုကိုမျှဝေပေးချင်ပါတယ်ရှင်အဲ့ဒါကတော့ရိုးရှုံးလွယ်ကူတဲ့ပြားရည်စိမ်တမှုရည်ပါပဲရှင်ဒီဖြော်ရည်လေးကိုမနက်တိုင်းပုံမှန်တုပ်ပေးရင်ရရှိမဲ့အဓိကအကျိုးကျေးဇူး၅ချက်ကိုပြောပြပေးပါမယ်နော်တင်ကိုခန္ဓာကိုအစိတ်အတောက်တွေဖယ်ရှားပြီးတန့်ရှင်ပေးပါတယ်။နှိအစာကြေစနစ်ကိုအားကောင်းစေပြီးလေးပွားဗိုက်အောင်တိုင်းကိုတက်တာစေတယ်။၃တမူယာတီးကဗိုက်တာမင်စီကြောင့်ကိုခန်းအားစနစ်ကိုမြင့်တင်ပေးပါတယ်။နေနှလုံးကြားမရည်ကိုလည်းအားဖြည့်ပေးတယ်။၅ဒီအချက်ကမိန်းကလေးတွေအကြိုက်ပါပုံမှန်တောက်ပေးရင်အသားရည်ကိုအတွင်းကနေစူပြီးဝင်းပါလာစေပါတယ်။ဒီလိုကောင်းကျိုးတွေရဖို့ဆိုတာတကယ်ကိုလွယ်လွယ်လေးပါပြုလုပ်ပုံအစဉ်၃ဆင့်ပဲလိုပါတယ်ရှင်။၁တန့်ရှင်ထားတဲ့တံပူရသီးကိုအခွန်ပပိုင်းလေးတွေလှီးပါ။၂ဖမ်းဘူးလေးနဲ့ကိုတံပူရသီးတွေထည့်ပြီးပြားရည်စစ်ကိုတံပူရသီးမြုပ်တဲ့အထိလောင်းထည့်ပါ။၃အဖုံးကိုလုံအောင်ပိတ်ပါပြီးရင်မှောင်ပြီးချုပ်တွေ့တဲ့နေရာမှာ9ရက်တိတိထားပေးပါ။9ရက်တိရင်မွေးကြိုင်တဲ့အရေးကြီးလေးရပါပြီနော်။ဒါကိုမနက်အိယာနိုးချင်းမနက်စာမစားခင်မှာပြားရည်စိမ်တမှုရည်တက်နစ်စုံကိုရင်နွေးနွေးလေးတစ်ခွက်နဲ့ဖြော်ဆက်ပြီးတောက်သုံးပေးရပါပဲရှင်။ဒီရိုးရှင်းတဲ့နီလန်းနဲ့တကနေတာလုံးလန်းဆန်းတက်ကြွမှုတွေရရှိစေမှထီလို့ကိုယ်တိုင်စမ်းသက်ကြည့်ဖို့တိုက်တွန်းရင်းဒီနေ့အတွက်တော့ဒီလောက်ပါပဲနော်။အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေရှင်။